သွားနိုင်ဘူးစီးတဲ့အတိုင်းပဲကျမတို့ချင်း community မှာဖျားကြောင်200ကျော်ရှိတာဒီ200ကျော်ရှိပြီးတော့ကျမလည်းမသွားနိုင်ခဲ့ဘူးဒါပေမဲ့ကျမလက်လန်းနေတလောက်ပေါ့နော်ဖျားကြောင်တွေတော်တော်များများကိုကျမသွားခဲ့တယ် community တွေကိုလည်းကျမသွားခဲ့တယ်ဒီဆန္ဒပြမှုဒီငင်းချမ်းစွာဆန္ဒပြမှုနဲ့ပတ်သက်ပြီးတော့မှကျမတော်တော်ခက်ခဲလေးကိုကျမ organize လုပ်ခဲ့ရတာဖြစ်တယ်ကျမရဲ့ team members တွေနော်ဒီလိုမျိုးဖြစ်တယ်အဲ့တော့ဒီနေ့မှာ4ရက်မြောက်နေ့ကိုကျမတို့ရောက်လာတာဖြစ်တယ်ဒီနေ့မှာတော့ချက်ပုတ်ရှင်ကိုကျမတို့ခေါင်းဆောင်တွေကပြသက်သားပြောထားတာဗာပြောထားလဲဆိုတော့ဒီလူထုတွေဒီလိုလာပြီးစုရုံးရခြင်းဟာကျမတို့ CRC ကြောင့်မဟုတ်ဘူးလူတိုင်းမှာခံစားချက်တွေရှိကြတယ်နော်ဒီဒုက္ခတဲ့အနေနဲ့ကိုအိန္ဒိယမှာဘယ်လိုအသက်ရှင်နေရတာလဲဘယ်ဟာတွေကကိုယ့်ရဲ့အခက်အခဲတွေလဲကို့အဖေမိတွေကဘာခံစားရတာလဲကိုသားသမီးတွေကဘာခံစားရတာလဲဆိုတာကျမပြောတဲ့သူတွေထက်လူဟောင်းသမားတွေရောရောက်လာတဲ့တက်သမားတွေကိုကျမပြောတာထက်ပြည့်စုံပို့တိပြီးသားဖြစ်ပါလိမ့်မယ်အဲ့အတွက်ကြောင့်ကျမတို့ကဒီအိန္ဒိယနိုင်ငံကိုလာတယ်ဆိုတာကအိန္ဒိယနိုင်ငံမှာ UNHCR ရှိလို့လာတာ UNHCR မရှိနေကျမတို့မလာဘူးเนาะအဲ့တော့ UNHCR ရှိလို့ပျော်လို့လာတာလည်းမဟုတ်ဘူးနောက်တစ်ခုလည်းသိချမှတ်ထားအောင် refugee ဆိုတာ choice မဟုတ်ဘူးကျမတို့အတွက်မြန်မာနိုင်ငံသားတွေအတွက်ငါ refugee ဖြစ်ချင်လို့နဲ့နိုင်ငံခြားသွားချင်လို့နဲ့ဆိုပြီးတော့ကျမတို့လာခဲ့တာမဟုတ်ဘူးကျမတို့နိုင်ငံမှာနိုင်ငံပြက်လို့ကျမတို့အသက်အန္တရာယ်တွေမလုံခြုံတော့လို့ကိုလူမျိုးချင်းချင်းကိုပြန်တက်နေလို့ကျမတို့ကဒီနေ့ဒီနေရာမှာသူများနိုင်ငံမှာဒုက္ခလာခံတာဆိုတော့ကျမပြောပြီးသားအဲ့အတွက်ကြောင့်မလို့ကျမတို့ choice မလုပ်ဘဲနဲ့ refugee ဟာကျမတို့အတွက်auto ဖြစ်လာတယ်ကျမတို့ဘယ်သူမှ choice လုပ်တာမဟုတ်ဘဲနဲ့ကျမတို့ refugee ဒီမှာလာဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ UNHCR ရဲ့တာဝန်ကဘာလဲဆိုတော့ UNHCR ရှိတဲ့သူ့ရဲ့ role ကအဓိကကျမတို့ကို protection ပေးဖို့ဖြစ်တယ်နော် protection ဆိုတာဘာကိုပြောရလဲဆိုတော့ပုံမှန်နားလည်အောင်ပြောပြရရင်တော့ protection ဆိုတာကျမတို့ education protection လည်းရှိမယ်ကျန်းမာရေး protection လည်းရှိမယ်နော်ကိုယ့်ကိုလူတယောက်ကလာပြီးတော့မှနော်ကိုထိလက်ရောက်စော်ကားမှကလားကကိုယ်လာရိုက်မှလာထိုးမှအဲ့ဒါ protection မဟုတ်ပါဘူး protection လို့ပြောတဲ့နေရာမှာကျမတို့နေ့ကတူကအကုန်လုံးပါပါတယ် protection ဆိုတာအခုမှကျမတို့ပညာကောင်းကောင်းသင်ခွင့်မရဘူးနော်ဒါလည်းကျမတို့ပညာရေး protection မရတာကျန်းမာရေးမှာကျမတို့စိတ်ကူးတော့ခွင့်မရဘူးလူတိုင်းသင်ကြိုင်းပဲသွားနေရတယ်အဲ့ဒါမှလည်းကျန်းမာရေးမှာ protection မရတာနော်အလုပ်အကိုင်မှာ protection မရတာဆိုရင်ကျမတို့ဒီ local တွေကကျမတို့အလုပ်ငန်းတယ်ပတ်စံပေးချင်ပေးတယ်မပေးချင်လည်းမပေးဘူးနော်ဆိုတော့ဒီဟာလည်းကျမတို့မှာအသက်ရှင်နေထိုင်ဖို့အတွက်ရတဲ့အလုပ်ကိုကျမတို့ဒီမှာစူးစမ်းပြီးလုပ်ကြတာဖြစ်တယ်ဒါပေမဲ့ကျမတို့ကကဏ္ဍအသီးသီးမှာဘယ်နေရာမှာ protection ဘယ်သူမှမရဘူးဒီနေ့ဆန္ဒလာပြတဲ့ပြည်သူတွေအားလုံး protection မရသလိုဒီမှာ CRC မှာအားလုံးဥဆောင်ပေးနေတဲ့သူတွေအားလုံးကလည်းကျမတို့အားလုံးဒုက္ခပင်နေပြီးတော့နေရာကဏ္ဍအသီးသီးမှာ protection မရကြတာဖြစ်တယ်အဲ့တော့ UNHCR မှာ protection လာယူလဲဆိုတာအဲ့ protection ကိုပြောတာလူတယောက်ကကိုယ့်အိမ်ကိုလာပြီးတော့ပါရိုက်တာထိုးတာအဲ့ဒါကိုပဲလူတွေက protection လုပ်နေတယ်ကဏ္ဍအသီးသီးမှာကျမတို့မြန်မာဒုက္ခတွေအနေနဲ့ protection လုံးဝမရဘူးပေါ့နော်ပြီးတော့ no go ahead ကိုယ်အဲ့တော့ကျမတို့ကကဏ္ဍအသီးသီးမှာဒီမှာပဲအာရုံစိုက်နေကိုကိစ္စနဲ့ကိုသူကိစ္စနဲ့ကိုနော်အဲ့တော့ကဏ္ဍအသီးသီးမှာကျမတို့က protection မရဘူးမရတဲ့အတွက်ကြောင့်မလို့ကျမတို့နေခဲ့တာလည်းဖြစ်ပေါင်းများစွာကြာနေပြီကျမလည်းအမြဲတမ်းနဲ့ဒါ reputation ဖြစ်နေပြီကျမအမြဲတမ်းပြောတယ်ဒီမှာဒုက္ခတွေ12000ရှိနေတယ်1000သောဒုက္ခတွေ1000မပြည့်တပြည့်လူဟာတာလေ refugee status ကိုရပြီးတော့ကျန်တဲ့11000က asylum seeker ဖြစ်နေတာကျမတို့တွေအားလုံးကဒုက္ခတွေဆိုတဲ့ status ကိုအားလုံးကပြည့်မီတာဖြစ်တယ်နံပါတ်1ကိုယ်နိုင်ငံမှာအသက်လုံခြုံမှုမရှိလို့ကျမတို့ဒီမှာလာခိုးလုံတာဖြစ်တယ်နော်အဲ့အတွက်ကြောင့်မလို့ကျမတို့အားလုံးကဒုက္ခတွေဆိုတဲ့ definition ထဲမှာကျမတို့အားလုံးကပါဝင်တာဖြစ်တယ်ဒါပေမဲ့ UNHCR Chief Mission ကိုယ်တိုင်က RSD လို့ခေါ်တဲ့ refugee status determination ကိုကျမတို့ interview မလုပ်ဘဲနဲ့ကျမတို့ဘသူ့ကိုမှဒုက္ခတွေဖြစ်ဘသူ့ကိုမှတတ်မှတ်ထားခြင်းမရှိဘူးအဲ့အတွက်ကြောင့်မလို့လူထုတွေအားလုံးကကိုခံစားတဲ့ဟာတွေကိုအားလုံးသိကြတဲ့အတွက်အားလုံးကဒီနေရာမှာလာစုဝေးပြီးတော့ကိုယ်အသိစိတ်ဓာတ်နဲ့ကိုလာကြတာဖြစ်ပါတယ်CRC က organize လုပ်ပေးတာပဲရှိတယ် CRC ကဘသူ့မှာ force နဲ့ခိုင်းပြီးလာမယ်ဆိုတာဒီကျမတို့လုပ်တာတစ်ခါမှမရှိဘူးကိုအခွင့်အရေးကိုကိုတောင်းဆိုဖို့ဆိုပြီးတော့လူတိုင်းရဲ့အသိစိတ်ဓာတ်မှာဝင်ဖို့ပဲကျွန်တော်ဖះเจ้าနေမှာလည်းလာပြောထားတာဖြစ်တယ်အသိစိတ်ဓာတ်ရှိလို့လေဒီလူအုပ်ကြီးညာနိုင်ငံထပ်ပူပြီးစီယုံတဲ့လူအုပ်ကြီးကျမတို့ခေါင်းဆောင်နေပြောတဲ့အတိုင်းတသွေးမသိနားထောင်ပြီးတော့မှကိုယ့်ရဲ့ပန်းတိုင်ကိုရောက်နေတဲ့ဒီလူအုပ်ကြီးခင်ဗျားတို့ကိုယ်တိုင်ရောက်နေတဲ့ဒီလူအုပ်ကြီးကိုကျမတို့စီစီလုံးလုံးနဲ့ဒီနေ့၄ရက်မြောက်အထိတွေ့နိုင်တာဖြစ်ပါတယ်ကျမအရန်လဲဂုဏ်ယူပါတယ်ကိုကိုလည်းဂုဏ်ယူတယ်ခင်ဗျားတို့အတွက်လည်းကျမဂုဏ်ယူတယ်ဒါပေမဲ့ကျမလည်းအမြဲတမ်းပြောတယ်စစ်ပေါက်မရှင်ဟာဒီနေ့မထွက်လာပါဘူးအားလုံးသိကြပါတယ်ကျမတို့ CRC ကဘသူ့မှလိမ်စရာမရှိဘူး
ကျမတို့ကိုယ်တိုင်ကောင်းဆောင်နေတဲ့တိတ်တိတ်လေးသွားတွေ့ချင်တယ်ဆိုတော့ကျမတို့တယောက်ထဲဝင်ပြီးအထဲမှာသူတို့စီးစက်ညှိနှိုင်းတဲ့ဟာ negotiation လုပ်ပြီးကျမထွက်လာလို့ရတယ်ဒါပေမဲ့ဒါကျမအတန်မဟုတ်ဘူးပြည်သူအတန်ဖြစ်လာတဲ့အတွက်ပြည်သူစီကိုထွက်လာပါလို့ကျမပြောပြီးသားဒါပေမဲ့ခင်ဗျားတို့လည်းဒီမှာမြင်တယ်ကျမတို့ဒီမှာလူမျိုးတစ်မျိုးထဲမဟုတ်တချို့လူမျိုးတွေကတောင်းကျမ်းနေတယ်ကျမလူမျိုးတို့ကတော့ကျမတို့ရဲ့ယဉ်ကျေးမှုရကျမတို့တွေအားလုံးကတော်တော်လေးယဉ်ကျေးကြပါတယ်ကျမတို့မြန်မာနိုင်ငံသားတွေကတော်တော်လေးယဉ်ကျေးကြတယ်အပြောဆိုလည်းအဆင်ပြေတယ်နော်ဒါပေမဲ့ကျမတို့ဒီမှာဒုက္ခတွေကကျမတို့နိုင်ငံသားတယောက်ထဲရှိတာလည်းမဟုတ်ဘူးနိုင်ငံသားပေါင်းစုံရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့တချို့တွေကအခုလိုပဲရောင်းကားတာရှိတယ်အဲ့တော့ကျမတို့ဆန္ဒလာမပြခင်ပါလေကျမတို့ဆန္ဒလာမပြခင်ပါလေတခြား community ကဒီနော် security gate တွေကိုချိုးပြီးတော့ခေါင်းမုန်းပေါ်တွေတက်တယ်အကြီးကျယ်တောင်းကျမ်းတယ်အထက်က AC ကိုဖျက်ဆီးတယ်ဆိုတာမျိုးသူတို့လုပ်ခဲ့တယ်အဲ့တော့ chief of police ကကျမတို့ဒီနေ့ပါစာလာပေးတာလေဆိုတော့ဘာပြောလဲဆိုတော့ကျမတို့ community နဲ့တွေးဖို့ကိုကျမတို့ကလည်းတောင်းဆိုပြီးသားသူကိုယ်တိုင်လည်း consider လုပ်တာဖြစ်တယ်လို့ကျမတို့ပြောနေတယ်အဲ့ဒါကြောင့်မလို့ဒီနေ့ကျမ lunch break မပေးဘဲနဲ့ကျမကိုယ်တိုင်လည်းမသွားဘူးခင်ဗျားတို့လည်းမသွားခဲ့မဲနဲ့စောင့်နေတဲ့အချိန်ကညှော်လင်းချက်ရှိနဲ့စောင့်ခဲ့တယ်ဒါပေမဲ့သူကျမတို့ဒီမှာ message တစ်စောင်လာပေးပါတယ်အဲ့ message ထဲမှာဗာရေးထားလဲဆိုတော့သူ့ရဲ့ security တွေကျမတို့တွေ့နိုင်တယ်ဆိုတာမျိုးကပြောပါတယ်သူရဲ့ security လို့ပြောတဲ့နေရာမှာကျမ100မှာ100ပြန်ပြောပါတယ်ကျမတို့မြန်မာလူမျိုးဆန္ဒလာပြတဲ့အချိန်မှာ100မှာ100ဆဲဆိုတဲ့သူတောင်းချမ်းတဲ့သူအော်ဟစ်တဲ့သူဘူးရစ်တဲ့သူမရှိဘူးကျမတို့ကစီးကြောင်းကိုခေါင်းဆောင်ရဲ့စီးမြင့်စီးကြောင်းလိုက်လာပြီး100မှာ100ကျမတို့ကဆန္ဒပြနေတာဖြစ်တယ်ဒါပေမဲ့လည်းကျမတို့ရှေ့မှာဖေးလူမျိုးတွေဆန္ဒလာပြရတယ်တော့မသိဘူးအကြီးအကျယ်တောင်းချမ်းထားတဲ့အတွက်ကျမတို့စီမှာ CCTV footage တွေလည်းရှိတဲ့အတွက်ဒီလူအုပ်ကြီးကိုချစ်ဖို့မြင်ပြန်ကြောက်လို့ဆိုပြီးဒီမှာထွက်လာတယ်ဒါလည်းကျမတို့အနေနဲ့စဉ်းစားရမှာဆိုဒါရှေ့မှာဖြစ်တဲ့ဟာကိုကျမတို့ကနီးတစ်မျိုးနဲ့စဉ်းစားလိုက်တာလေအဲ့တော့ကျမတို့ကဒီနေ့ဒီနေရာမှာကျမအမြဲတမ်းပြောပြီးသားပင်ပန်းမှုရှင်းလင်းမှုရှိလို့လေ20ပင်ပန်းခံပါလားတပတ်ပင်ပန်းခံပါလားဒါတော့ကျမတို့စဉ်းစားကြတယ်ကျမတို့ဆရာကြီးကလည်း4ရက်ညနေမှာချစ်ဖို့မရှင်က10ရက်နေ့မှာလာတွေ့မယ်လို့ပြောတဲ့အတွက်ပြောတဲ့အတိုင်းပဲကျမတို့ကြီးညာထားတာဖြစ်တယ်ကျမတို့အနေနဲ့လိန်လာညာတာလူထုလဲစားတာတစ်ခုမှမရှိပါဘူးကျမဒါ100မှာ100ပြောထားတယ်အဲ့အတွက်ကြောင့်မို့လို့လူထုကိုဒီမှာထိုင်ခိုင်းပြီးကျမဆောင်ခိုင်းတာဖြစ်တယ်ဒါပေမဲ့ဒီမှာသူ့ဆရာ message ကိုကျမစီမှာလာပို့တာဖြစ်တယ်ရှေ့မှာရန်ကားတဲ့သူဖြစ်တဲ့အတွက်သူ့တရားကတတ်လိုက်မှာတရားကမှအရန်ပောက်ကွဲမှာလာထိုးမလားဆိုရင်သူ့မှာ security ကြောက်တဲ့အတွက်သူမလာဘူးလို့ပြောတယ်ဒါပေမဲ့ကျမ100မှာ100ပြောပြီးသားကျမလူမျိုးတွေက100မှာသူ့ကိုရန်ကားတဲ့စည်ရင်းထဲမှာကျမတို့လူမျိုးတွေ100မှာမပါဘူးဆိုတာသူလည်း100မှာ100သိတယ်အဲ့တော့ကျမတို့ခေါင်းဆောင်နေတဲ့လူအပ်တဲ့လုပ်ငန်းဆောင်တာတွေကိုဆက်လုပ်တော့မှာဖြစ်တယ်ဒါပေမဲ့ဒီမှာပြီးသွားမယ်ဆိုလို့ရှိရင်တော့ကျမတို့တစ်လုံးဒီမှာနေဖို့ပဲရှိတယ်အဲ့ဒါအားလုံးရဲ့ခေါင်းထဲမှာမှတ်ထားပါ4ရက်နဲ့ကျမတို့အဖြေရတယ်ဆိုလို့ရှိရင်တော့အကုန်လုံးဆန္ဒပြကြတော့မှာပဲခေါင်းဆောင်နေတယ်သူတို့ကလည်းကျမတို့ကိုစမ်းသပ်တာလည်းဖြစ်နေတယ်ဒီ acid test ပေါ့နော်ဒီ test ကိုကျမတို့အောင်ကလားမအောင်လားဆိုတာ chip of mission ကိုယ်တိုင်ဒီလိုဒီမှာလာသွားတာဖြစ်တယ်ဒီ test ကိုကျမတို့အောင်ကလားမအောင်ဘူးဆိုတာ long term ဆိုရင်ဆက်သွားရမှာဖြစ်တယ်ကျမဖះเจ้าနေမှာလည်းကျမအမြဲပြောတယ်ဒါတစ်ပတ်လားတစ်လလားမသိဘူးအဲ့အတွက်ကြောင့်မလို့ကျမတို့ community တွေမှာပတ်စံနဲ့တောက်ထားတယ်ဒီမှာအထူလာထည့်တဲ့သူတွေလည်းအများကြီးရှိတယ် individual အနေနဲ့လာထည့်တာရောဖះเจ้าနေပတ်စံလာထည့်တဲ့သူရောအများကြီးရှိတယ်အဲ့အတွက်ကြောင့်မလို့ဒီလူအုပ်ကြီးကတော့များဆိုင်စကားများအောင်ကျမတို့ဒီနေ့ရပြီဒီကျမဆက်တောင်းတော့မှာဖြစ်ပါတယ်ကျမကိုယ်တိုင်အားလုံးနဲ့အတူဒီမှာဆက်ပြီးတော့ရက်တည်သွားမှာဖြစ်ပါတယ်ဘယ်ဟာမှလွယ်လွယ်လေးနဲ့မရပါဘူး4ရက်နဲ့အဖြေရပြီဆိုလို့ရှင်တော့ကျမတို့ဒီမှာရှိတဲ့ဒုက္ခတွေပေါင်း3သိန်းလား2သိန်းလားအကုန်လုံးနိုင်ငံခြားသွားဖို့ဖြစ်သွားနိုင်တယ်အဲ့တော့ကျမတို့အားလုံးကိုကုန်ယူရမှာဒီနေ့ဒီချိန်ထိဗာစီမင်းစီကမ်းမှမဖောက်ပဲနဲ့ကျမတို့အတူတူလက်တွဲညီခဲ့ပြီဒီအချိန်ကိုဒီ momentum ကိုကျမတို့ဆက်ပြီးတော့မှချိန်သိမ်းထားဖို့လိုပါတယ်အရောက်စီတိုင်းစိတ်ထဲမှာဒီနေ့ချင်းဒုက္ခတွေမြန်မာနိုင်ငံသားဒုက္ခတွေဆန္ဒပြတာဒီညမှာရပ်သွားမယ်ဆိုလို့ရှင်တော့ကျမတို့ဒီမှာညီကုန်းချုပ်တာဖြစ်ပါတယ်ကျမတို့ဆရာကြီးလည်းညီကုန်းချုပ်တာလည်းမရှိဘူးလက်လျှော့တာလည်းမရှိဘူးကြောက်ရွံ့တာလည်းမရှိဘူးစိုးရိမ်တာလည်းမရှိဘူးကျမတို့ကအားလုံးနဲ့ဒီပြည်သူတွေရှိမှရပ်တည်နေတယ်သူ့ရဲ့လာတဲ့ message ကသူ့ရဲ့ security အတွက်ကြောင့်သူမလာဘူးဆိုတဲ့ဟာသူကလည်းဒီမှာရေးထားတာဖြစ်တယ်အဲ့တော့ကျမတို့နဲ့သက်ဆိုင်လို့မရှိဘူးအဲ့တော့ကျမတို့ကတောင်းဆိုတဲ့အခွင့်အရေးကိုကျမတို့ကတောင်းရမှာဖြစ်တယ်မတောင်းမနဲ့ဒီလိုနေမယ်ဆိုတော့အိမ်မှာပြန်သွားအိမ်ဒီမှာ20နေဒီမှာတင်းချိုင်းကုန်းမှာတင်တာပဲရှိတယ်ဒီကအရှင်းဆုံးပဲအဲ့တော့ဒီမှာ3ရက်ဒုက္ခခန္ဓာကိုမကြီးပါနဲ့ကျမတို့လည်းဒုက္ခခန္ဓာပဲခင်ဗျားတို့ထက်ခန္ဓာမဟုတ်ဘူးအားလုံးအတူတူနော်ခံစားရတဲ့ဒုက္ခကိုဒီလိုဒီညမှာလာပြောကြတာဖြစ်တယ်အဲ့တော့ကျမတော်တော်လေးလည်းစိတ်မကောင်းပါဘူးနော်တယောက်နဲ့တယောက်အားပေးရမယ့်အစားနော်တယောက်နဲ့တယောက် discourage လုပ်တာလေကျမတို့နားနဲ့ဆက်ဆက်စားရတဲ့ဒီထဲတွေမှာနော်တယောက်နဲ့ဒါမျိုးတွေလုံးဝမကောင်းပါဘူးကျမတို့ရဲ့စီလုံးညီညွတ်မှုရှိသလားမရှိဘူးလားဆိုတာ chip of mission ကအခုလာစမ်းတက်နေတာဖြစ်တယ်သူကိုယ်တိုင်လည်းဒီလိုအုပ်ကြီးကိုသူမနက်ကမြင်သွားတယ်သူနောက်ဘက်ကနေတိတ်တိတ်လေးထွက်ပြေးသွားတယ်သူရဲ့ security အတွက်ဆိုပြီးတော့ဒါမဲ့ကျမတို့ကဒါကိုမရမချင်းကျမတို့ကပါဝင်ရမှာဖြစ်ပါတယ်ဒီပြည်သူလူထုကအခွင့်အရေးမတောင်းဆိုဘူးဆိုတော့ကျမတို့ကတော့ဘာမှလုပ်ဆရာမရှိဘူး
ကျမတို့လည်း blame လို့လည်းမရဘူးဒါကျမအခွင့်အရေးလည်းကျမလုပ်နေတာမဟုတ်ဘူးအားလုံးရဲ့အခွင့်အရေးကိုကျမရှိမှာမရက်တည်ပြီးတော့စိတ်တက်ခိုင်မာနဲ့ဆက်တောင်းနေတာဖြစ်တယ်ကျမတို့နှစ်ပေါင်းများစွာခောက်ရိုးကျိုးနေတာမြန်မာပြည်မှာလည်းအကြောက်တရားနဲ့ကျမတို့အုပ်ချုပ်ခံခဲ့ရတယ်ဒီမှာလည်း UNHCR ကျမတို့အကြောက်တရားနဲ့အုပ်ချုပ်ခြင်းနဲ့ကျမအမြဲတမ်းပြောတယ်ဟိုလူတယောက်ကိုစံတအိတ်ပေးတယ်ဟိုတယောက်ကတော့ပိုက်စာနေတယ်သူလည်းဒုက္ခတယ်ပဲကိုလည်းဒုက္ခတယ်ပဲဟိုတယောက်ကတော့ SA Special Assistant ဆိုပြီးတော့ပတ်စံပေးတယ်ဟိုတယောက်ကလည်းဒုက္ခဝေဒနာခံစားတော့ဟိုတယောက်ကိုလည်းမပေးဘူးအဲ့လိုမျိုးပုံစံနဲ့ကျမတို့မြန်မာနိုင်ငံသားဒုက္ခသည်တွေကလုံးဝသွေးကွဲနေကြတာဖြစ်ပါတယ်ကိုပိုက်ကြည့်ရင်တော်ပြီเนาะသူပိုက်မကြည့်လည်းကြီးမဆိုင်ဘူးကိုပတ်စံရရင်တော်ပြီသူပတ်စံမရရင်လည်းဂယုမဆိုင်ဘူးဆိုတာ UNHCR ကကောင်းကောင်းသိတယ်ဘလို့သွေးခွဲရတယ်လဲဆိုတာလည်းကောင်းကောင်းသိတယ်เนาะအဲ့အတွက်ကြောင့်မလို့ကျမတို့နီးမျိုးစုံနဲ့လာသွေးခွဲမယ်ကျမတို့စီးလုံးမယ်ဆိုလို့ရှင်တော့ကျမယုံကြည်ချက်နဲ့ဒါကိုလုပ်နေတာဖြစ်တယ်အပျော်လုပ်နေတာတခုမှမရှိဘူးเนาะကျမကိုယ်တိုင်ယုံကြည်ချက်နဲ့ဒီတိုက်ပွဲကအောင်မြင်ရမယ်ဆိုပြီးတော့ကျမလာနေတာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျမပြောပြီးသား RSD interview ဆိုတာကျမတို့ refugee အဖြစ်သတ်မှတ်ဖို့ဆိုတာ Donald Trump နဲ့လည်းသက်ဆိုင်ခြင်းလုံးဝမရှိပါဘူးဒီ Chibok mission လက်ထဲမှာ100ရှိနေပါတယ်ကျမတို့ရဲ့စီးလုံးမှုသူလာစမ်းသပ်နေတာဖြစ်တယ်ဒီလူအုပ်ကြီးဘယ်တော့ပြိုကွဲသွားမလဲဒီကောင်းဆောင်နေနဲ့ဒီလူအုပ်ကြီးနဲ့ဘယ်တော့ကွဲမလဲဘသူကသွေးခွဲမလဲနော်ကျမတို့အချင်းချင်းထဲမှာသွေးခွဲခိုင်းမယ်ကလားတွေကိုလာသွေးခွဲခိုင်းမယ်သူတို့ကတော့နီးမျိုးစုံသုံးပြီးတော့သွေးခွဲမှာပဲအဲ့ဒါဒီနေ့ Chibok mission မလာလို့ကျွန်တော်တို့ဆန္ဒပြတာရက်ပြီဆိုလို့ရှိရင်တော့ကျမတို့အနေနဲ့ဘာမှမတတ်နိုင်တော့ဘူးเนาะအဲ့တော့သူလာပြတဲ့အကြောင်းပြချက်ကလည်းစီလျော်မှုတော့မရှိဘူးကျမတို့အတွက်တော့ဒါပေမဲ့တကယ်လဲလူတွေကသွားပြီးတော့တောင်းကျမ်းထားတာဖြစ်တဲ့အတွက်သူကဒီအကြောင်းပြချက်နဲ့လာမတွေ့ဘူးဆိုတဲ့ message ကို community leaders ကိုကျမတို့လာပေးတာဖြစ်တယ်တရားဝင်စာနဲ့ရော email နဲ့ရောလာပေးတာဖြစ်တယ်အဲ့တော့ကြောင့် Chibok mission တွေ့မတွေ့ကျမတို့ရဲ့ပန်းတိုင်ကိုရောက်ပြီးအထိ long term plan နဲ့ဆက်ပြီးတော့မှသွားရမှာဒီလူထုအားလုံးလဲ20ဒုက္ခခံမလားဒီမှာလားတပတ်လားတလလားဒုက္ခခံမလားဆိုတဲ့ဟာကို balance ချိန်ကြည့်ပေါ့နော်ကို20ဒုက္ခတွေနေပြီးတော့ကိုသားသမီးတွေလည်းပညာရေးမရှိကျန်းမာရေးလည်းမရှိစီးပွားရေးလည်းမရှိဒီမှာပဲနေနေမလားဒီဒုက္ခတန်တရားထဲမှာပဲကျမတို့နေမလားဒါမှမဟုတ်ဒီနေ့4ရက်ရောက်လာပြီ9ရက်လား6ရက်လား9ရက်လား10ရက်လား9ရက်လား10ရက်လားဒီအချိန်ထိကျမတို့ဇွဲကောင်းနဲ့လက်တွေတွဲထားပြီးတော့ဆက်သွားမလားဒါတော့စဉ်းစားစရာဖြစ်တယ်အဲ့တော့ဒါလူတိုင်းရဲ့စိတ်ထဲမှာကိုယ့်ရဲ့တာဝန်သိစိတ်နဲ့နော်ဒါကိုယ့်ရဲ့အခွင့်အရေးကိုတိုက်နေတယ်ဆိုတာသိရဲဆိုတော့ဒီလူအုပ်ကြီးကိုကျမအင်တာရောက်ဖះเจ้าထိထပ်ပြီးတော့လိုက်ခေါ်စရာလိုမယ်လို့ကျမမထင်ပါဘူးကိုယ့်အခွင့်အရေးကိုတောင်းနေတာဖြစ်တယ်အဲ့အတွက်ကြောင့်မရမချင်းတောင်းရမှာဖြစ်တယ်သူတို့ဘက်ကတော့နီးပေါင်းဆုံး excuse တွေပေးလိုက်မယ်သူတို့ဘက်ကလည်း strategy မျိုးစုံသုံးလိုက်မယ်ဟိုကောင်းဆောင်ကိုသွားပေးပြီးတော့ညငါဒါလုပ်ပေးမယ်နေမပါတော့လို့ပြောတာရှိလိုက်မယ်ရှေ့မှာလည်းအများကြီးရှိခဲ့ဘူးလေနော်ကျမတို့တမိုင်းအဆက်မှာလည်းကြီးခဲ့ဖို့ကောင်းတယ်ဒါလည်းကျမဒီနေ့လိုအပ်ပြီဆိုတော့ကျမပြောလိုက်မယ်နော်ကျမတို့အရင်တော့CRCမှာဆန္ဒပြဖွေးဘူးတာကြီးလည်းရှိပါလိမ့်မယ်ဒါပေမဲ့တချို့ဆန္ဒပြ continuous protect ဆိုတော့ကျမတို့စီမှာတစ်ခါမှမရှိဘူးသူတို့ကကောင်းကောင်းသိတယ်ချင်းလူမျိုးမြန်မာဒုက္ခတွေတွေကဆန္ဒလာပြပြီဆိုတော့တရက်လာပြပြီသူတို့ကောင်းဆောင်ကိုအထဲကိုခေါ်တွေ့လိုက်မယ်ခေါ်တွေ့လိုက်ပြီဆိုတော့သူတို့ကောင်းဆောင်ကအားလုံးရဲ့အာဘောကိုစားပြုတ်သလားမပြုတ်လားတော့မသိဘူးကောင်းဆောင်နဲ့ Chibok mission နဲ့နှစ်ယောက်တည်းသဘောတူလိုက်တယ်ဒီဆန္ဒပြတဲ့လူကအရင်ဖြစ်သွားတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့လုတ်ခဲလို့ကျမတို့ခောက်ရိုးကျိုးလို့အခု4ရက်မြောက်နေ့ဒီဆန္ဒပြတာကိုကျမတို့လာမတွေ့ရဖြစ်တယ်အဲ့ဒါဘသူ့မှလည်းအပြစ်မတင်နဲ့ကျမတို့လူမျိုးချင်းပဲရှေ့မှာမှားခဲ့တဲ့အမှားဖြစ်တယ်သူတို့တွေ UNHCR နဲ့လက်မှတ်ထိုးပြီးတော့ငါတို့ protect မလုပ်တော့ဘူးငါတို့ဓာပြီးဆိုပြီးခွင့်ရွေးယူသွားတဲ့ခေါင်းဆောင်တွေလည်းကိုချင်းပုံသိပါလိမ့်မယ်ကျမလူသိနော်အဲ့အတွက်ကြောင့်မလို့ကျမဘသူရဲလို့ကျမနာမည်လည်းမပြောလုတ်ခဲ့တာလက်မှတ်ထိုးတာအခုချိန်ထိရွယ်နော် office မှာသွားကြည့်လို့ရတယ်ဘသူတွေကဘလို့မဟုတ်က agreement နဲ့ကိုယ်တိုင် Chibok mission UNHCR လူကြီးတွေနဲ့သွားတွေ့ပြီးတော့ကျမတို့ရောင်းစားခဲ့တယ်လားလေဆိုတာသိဖို့ကောင်းတယ်အဲ့အတွက်ကြောင့်မလို့ဒီနေ့မှာလည်းကျမတို့ဒီလိုမျိုးဆက်ဆံတာဖြစ်တယ်သူတို့လာပြီးတော့စမ်းသပ်တာဖြစ်တယ်တော့ဟုတ်ပြီ Chibok mission မလာတော့ဘူးဒီလူထုကြီးပြန်သွားတော့မယ်ချင်းလူထုကတော့3ရက်ပဲခံပါတယ်အာဖဂန်တွေကတော့သူတို့15ရက်16ရက်ရှိပြီဒီနေ့နဲ့ဆိုတော့မခံတော့ပါဘူးသူတို့ပြန်သွားတော့မယ်ဆိုတဲ့ဟာမျိုးအများကြီးရှိတယ်ပြီးတော့ကျွန်တော်ဒီနေရာမှာ motivation အနေနဲ့ပြောချင်တာတော့အာဖဂန်နစ္စတန်တွေကတော့14-15ရက်ပြခဲ့တဲ့အခါမှာသူတို့ RSD interview conduct လုပ်မယ်ဆိုတဲ့ promise ကိုတော့သူတို့ရသွားတယ်အဲ့တော့ကျမတို့အတွက် promise တစ်ခုတေချာတဲ့ timeline နဲ့မရသေးဘူးလားကျမတို့ဒီမှာ4ရက်အဲ့လောက်ထိပင်ပန်းခံပြီးပြီဆက်ပြီးတော့မှတိုက်ပွဲဝင်ဖို့အတွက်ကျမတို့ ready မဖြစ်တင်ဘူးလားပို့ပြီးတော့ဒီထက်ပို့ပြီးမစည်းလုံးတင်ဘူးလားနော်ဆက်ပြောဆို
တော့အဲ့အတွက်ကြောင့်မလို့ကျမလည်းအချိန်ချင်းအများနဲ့ပြောပြီးပါပြီကျမတို့ပန်းတိုင်ကရောက်ကိုရောက်မှာပါကျမတို့ကမဟုတ်ကမဟကလာလုံးနေတာဒီမှာတစ်ခုမှမရှိဘူးကျမတို့ဥပဒေတရားဥပဒေချိုးဖောက်တာမရှိဘူးကျမတို့မတရားသဖြင့်နီးလန်းနဲ့တောင်းချမ်းပြီးတော့မှရွေးလေးဆရာကိုတက်ခိုက်တာမရှိဘူးချပေါ့မရှင်ပြောဆိုတာမရှိဘူးကျမတို့လိုအပ်တဲ့အခွင့်အရေးကျမတို့ရတရားထိုက်တဲ့အခွင့်အရေးပဲမရနိုင်တာကျမဘယ်သူမှမတောင်းခိုင်းဘူးရတရားထိုက်တဲ့အခွင့်အရေးကိုပဲလာတောင်းတာဖြစ်တယ်ဒါကျမတို့မတောင်းရင်တော့သူကလုတ်ပေးရမှာမလုတ်ပေးလို့ကျမတို့အခုဒီနေရာမှာလာပြီးတော့မှတောင်းနေကြတာမလားအဲ့အတွက်ကြောင့်မို့လို့ကျမယုံကြည်တယ်ကျမကိုယ်တိုင်လည်းဒီမှာအများကြီးရှင်းပြပြီးပြီလူတဦးတယောက်ချင်းစီတိုင်းပို့ပြီးတော့နားလည်အောင်တနေ့တစ်နေ့ပို့ပြီးတော့သဘောပေါက်အောင်ပဲကျမပို့ပြီးတော့ရှင်းပြတာပဲရှိရတော့ဘယ်သူမှစိတ်ကကြကြမလို့ကျမကိုယ်တိုင်တော့စိတ်ကမကြပဲနဲ့ကျမကိုယ်တိုင်ဒီမှာစေးပလင်းချစ်ပြီးတော့ဒီလူထုနဲ့အတူတူလာပြီးတော့မှရက်တည်နေတာကျမမို့လည်းဘယ်သူမှတောင်းဝင်ပေးထားပါဘူးဒီတာဝန်လည်းလုံးဝမယ်လို့ဘယ်သူမှတောင်းဝင်ပေးထားဘူးဒါပေမဲ့ကိုကမြန်မာနိုင်ငံသားဖြစ်တယ်မြန်မာပြည်မှာဘယ်သူမှနေလို့မရဘူးအသက်အိုးအိမ်စီးစိမ်နေတော့အကုန်လုံးပျက်စီးကြပြီလူသက်တွေတည်ကြပြီတော့လူပေါင်းများစွာအသက်တွေတည်ကြပြီအဲ့တော့အသက်လုံးချုံခြင်းနဲ့ဆိုပြီးဒုက္ခမျိုးမျိုးနဲ့ဒီမှာလာခုံလုံးတဲ့သူတွေကိုငါအနေနဲ့ဗာများဥတ္တချက်တဲ့ဘုံအနေနဲ့ဗာများကူညီပေးနိုင်တယ်ဆိုရင်စိတ်ထားနေပဲကျမလာရက်တည်တာဖြစ်တယ်ဘသူမှဘသူကျမကိုလည်းလာခိုင်းလို့မရဘူးဘသူမှလည်းဘသူမှတာဝန်ပေးလို့မရဘူးကျမလည်းကျမအခွင့်အရေးကိုလာပြောတာပဲဒီနေ့ဒီနေရာမှာကျမရှိနေတာကျမအခွင့်အရေးကိုလာပြောတာဖြစ်တယ်လို့ခင်ဗျားတို့ရှိနေခြင်းဟာခင်ဗျားတို့အခွင့်အရေးကိုခင်ဗျားတို့လာပြောတာပဲအဲ့တော့ तू ကဘယ်လိုမျိုး no strategy တွေပဲတုံကျမတို့ဘယ်လိုပဲကွဲပြားအောင်လုပ်ဒီချင်းထဲမှာလည်းဘယ်လိုပဲကွဲပြားအောင်လုပ်ကိုယ့်ရဲ့ရက်တီချက်ကိုကိုသိပါကိုယ့်ရဲ့တောင်းဆိုချက်ကိုကိုသိပါဒီထက်ပိုပြီးစီးလုံးမှာကိုယ့်ကိုယူမဆိုင်ဘူးလို့ပိုစီးလုံးရမှာမဟုတ်လားကိုယ့်ကိုယူမဆိုင်ဘူးလို့ပိုစီးလုံးရမှာကျမလည်းပြောတယ်4-5ရက်နဲ့တော့ချင်းရသွားမယ်လို့တော့မမျှော်လင့်ပါနဲ့ဒါပေမဲ့ तू ကိုယ်တိုင် promise လုပ်ထားတာဒါပေမဲ့ security matter ကြောင့်မလာဘူးဆိုတဲ့ information ကိုကျမတို့စီမံနောက်ဆုံးမှလာပြောတာဖြစ်တယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီထက်ပုံများတဲ့ဒီထက်ပုံမှပို့ပြီးတော့ခိုင်မာတဲ့ချစ်လက်တဲ့စီလုံးမှုနဲ့ပဲကျမဒီရွေးလေးစီအားအိန္ဒိယကိုကျမတို့အခွင့်အရေးမရမချင်းကျမဆက်လက်ပြီးတော့တိုက်ပွဲဝင်တော့မှာဖြစ်တယ်ကျမကိုယ်တိုင်လည်းမမမမအားလုံးရဲ့ရှိမှာရက်တီပေးမှာဖြစ်တယ်ဒီနေ့ဒီချိန်ထိနော်ဆန္ဒပြတဲ့အချိန်မှာလည်းဖယ်ရဲမှလည်းလာမဖမ်းပါဘူးကျမလည်းအနေနဲ့ပြောတယ်ဘာမှလည်းကြောက်စရာမလိုဘူးကျမတို့လည်းဘယ်သူမှဥပဒေကိုချုံဖောက်နေတဲ့ဟာပါမဝင်တဲ့ဟာလည်းကျမတို့ဘာမှမလုပ်ဘူးကျမတို့အခွင့်အရေးကိုကျမတို့ငြိမ်းချမ်းစွာလာတောင်းတာဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့ကျမတို့ရှေ့ဆက်ပြီးတော့မှတိုက်ပွဲဝင်မှာဖြစ်တယ်အဲ့တော့ကျမနဲ့အတူတူအားလုံးရှေ့ဆက်ပြီးတော့တိုက်ပွဲဝင်မလားအတန်းချေချေလေးဝင်မလားဒီထက်ပိုပြီးတော့မှအောင်မြင်တဲ့ပန်းတိုင်အတွက်တိုက်ပွဲထူထူဝင်မလားချေချေလေးပြောမယ်တိုက်ပွဲဆက်ဝင်မလားတိုက်ပွဲဆက်ဝင်မလားโอเคကျေးဇူးများတင်တယ်ဒီလိုမျိုးအားနဲ့အင်အားနဲ့အိမ်ရောက်သွားရင်မအိတ်တော့မှလည်းဒီ momentum ကိုဆက်ပြီးတော့မှထိန်းသိမ်းထားမှာကျမတို့ပန်းတိုင်ကရောက်ကိုရောက်မှာပါဒါဆိုတော့ကျမတို့ကမဖြစ်နိုင်တဲ့ဟာလုပ်နေတာတခုမှမရှိဘူးသူ့လက်ထဲမှာရှိတဲ့ဟာပဲကျမတို့တောင်းဆိုနေတာကျမဘယ်တရားကိုမှကျမဒုက္ခတွေမြန်မာနိုင်ငံသားဒုက္ခတွေကို US ကိုပို့ပေးပါလို့လည်းကျမမတောင်းဆိုဘူး US ပိတ်နေတာကျမတို့လည်းအကုန်သိတယ်နော် US မဟုတ်ဘူးဆိုတခြားနိုင်ငံတွေအကုန်ရှိတယ်သူဘာလို့ကျမတို့ဒီမှာပို့ထားတာလဲနော်နောက်တစ်ခု RST interview တော့နဲ့ Trump နဲ့လည်းသက်ဆိုင်ခြင်းမရှိဘူးသူ့လက်ထဲမှာတရားမှာရှိတယ်သူကျမတို့လုံးဝဂရုမစိုက်တာလည်းကျမအများရ repeat ပြောပြီးရှေ့မှာအစင်လာတွေရှိထားတယ်နော်ဘလို့လုပ်ခဲ့ကြတယ်ဆိုအစင်လာတွေရှိထားတယ်အဲ့ဒါကိုအဲ့အစင်လာကိုပဲကျမတို့ဒီနေ့သူတို့လာသုံးတာဖြစ်တယ်ဒါပေမဲ့ကျမတို့က no လို့ပြောပြီးတော့လူထုနဲ့အတူတူရက်တည်တာဖြစ်တယ်အဲ့လိုမဟုတ်ဘူးဆိုတော့ကျမတို့တရားလျောက်တိတ်လေးအထက်မှာဝင်သွားပြီးတော့ okay ငါတို့အဆင်ပြေပြီသူတို့ promise ပေးတယ်နင်တို့ပြန်တော့လို့ကျမပြောလို့ရတယ်အဲ့ဒါလည်းကျမလုပ်လို့ရတာပဲ I can do everything အကုန်လုံးကကျမလက်ထဲမှာပဲရှိနေတာဖြစ်တယ်။ Okay Chief of Mission ကိုကျမဒီနေ့အထဲမှာသွားတွေ့တယ်။ Chief of Mission ကကျမကိုပြောတယ်ဒီလူတွေကို RST နဲ့ဒီနှစ်မှာလုပ်ပေးမယ်လို့ကတိပေးတယ်။အဲ့တော့ကျမတို့ဆန္ဒပြကြလို့ပြန်လို့ကျမပြောလို့ရတယ်။အကုန်လုံးကကျမလက်ထဲမှာပဲရှိတယ်။ဒါပေမဲ့ကျမဘယ်တော့မှလူတွေကို force ထုတ်လည်းမပေးပါဘူး။အဲ့တော့ကြောင့်မလို့ Chief of Mission ကိုယ်တိုင်ကိုကြွဒီမှာလာပြီးတော့ဒီသူလူထုကျမစကားပြောခိုင်းတာဖြစ်တယ်။နော်အဲ့အတွက်ကြောင့်ခင်ဗျားတို့လည်းတေချာနားလေပါကျမတို့ဆရာကြီးရောမလုပ်နေတာလဲခင်ဗျားတို့ကိုယ်တိုင်ကမလုပ်နေတာလဲဒီထက်ပုံများတဲ့အင်အားနဲ့ဆက်လက်ပြီးတော့မှကျမတို့တိုက်ပွဲဝင်ကြမယ်ဆရာကြီးကောင်းဆောင်နေလည်းအချိန်မရွေးနော်နားမလည်တာရှိရင်စိတ်ထဲမှာထွေးတာရှိရင်တခုခုပြဿနာရှိရင်ကျမတို့ဒီမှာအများကြီးပဲကောင်းဆောင်တွေကကျမတယောက်တည်းမဟုတ်ဘူး community 12ခုကနေပြီးတော့မှ24ယောက်ရှိနေတာဒီလူတွေအားလုံးကဒီမှာလာရက်တည်တဲ့ပြည်သူလူထုတွေအတွက်ဒီမှာကောင်းဆောင်ဆိုပြီးကို community အသီးသီးကနေတင်ထားပေးတာနော်ခင်ဗျားတို့ကိုယ်တိုင်စိတ်ချလို့ယုံကြည်လို့အားကိုးလို့ရွေးထားတဲ့ကောင်းဆောင်တွေဖြစ်တယ်အဲ့အတွက်ကြောင့်ကျမတို့ကခင်ဗျားတို့ဘယ်တော့မှသစ္စာမဖောက်ဘူးအဲ့အတွက်ကြောင့်မလို့တချို့ကလည်းပြောကြတယ်ဒါလည်းပြောတင်ပြောထိုင်လို့ကျမပြောလိုက်မယ်ကျမကမဟုတ်ကမဟာကလူတွေကိုဒီမှာခေါ်ပြီးလာပင်ပန်းခံနေတာမဟုတ်ဘူးလူတိုင်းကကိုယ်ခွင့်ရေးကိုလာတောင်းနေတာ
နော်အဲ့တော့ကျမလည်း ACC အဲခွန်ခန်းထဲမှာအိပ်ပြီးတော့မှကျမအလုပ်လုပ်ပြီးတော့မှကျမထမင်းကျမစားပြီးကျမလည်းနေလို့ရတယ်နော်အဲ့လိုမျိုးမဟုတ်ဘူးအားလုံးအတွက်တယောက်ကဦးဆောင်ပြီးတော့မှအားလုံးစီးလုံးညီညွတ်ဖို့အချိန်ရောက်ပြီဆိုတဲ့ဟာကိုသိလို့စီယာစီကျမတယောက်ထရလဲငါဆန္ဒပြမယ်ဆိုပြီးဆုံးဖြတ်ထားတာမဟုတ်ဘူးလူထုကောင်းဆောင်အားလုံးကဒါလုတ်တဲ့လုတ်ထိုက်ပါကြောင်းဆိုတာသဘောတူလို့ကျမတို့ဆန္ဒပြတာဖြစ်တယ်အဲ့တော့ကျမတို့ဘယ်သူမှ post လုပ်တာလည်းမရှိဘူး post လုပ်စရာအကြောင်းလည်းတစ်စက်မှမရှိဘူးကျမအမြဲပြောတယ်ဘယ်သူမှဘယ်သူ့ကိုထမင်းကျွေးနေတာမဟုတ်ဘူးကိုအားကိုပြီးမှကိုယ့်အကုန်လုံးရက်တည်နေကြတာဖြစ်တယ်ကိုယ်ခွင့်ရကိုလာတောင်းကြတာဖြစ်တယ်ဘသူမှဘသူ့ကို post လဲလုပ်ဆရာမလို့တိုက်တွဲဆရာလည်းမလို့ကိုယ်သိစိတ်တိုက်နဲ့ကိုလာရမှာဖြစ်တယ်ကိုယ်ခွင့်ရဆုံးရှုံးနေတာကိုယ်သိဆုံးမယ်ကျမမပြောကိုယ်ခွင့်ရဘာတွေဆုံးရှုံးနေတာလဲနေတိုင်းမှာဆုံးရှုံးနေတာကျမပြောပြီးကျမရေးလူမှုရေးပညာရေးစီးပွားရေးနော်အရေးကြီးဆုံးဖြစ်တဲ့ကဏ္ဍတိုင်းမှာကျမတို့မြန်မာပြည်မှာဘာလို့မနေတာလဲကျမတို့နံပါတ်1အသက်အန္တရာယ်လုံခြုံမှုမရှိလို့အခုနိုင်ငံတစ်ခုလုံးဘုံတွေကျဲပြီးတက်ဖြတ်တော့ကျမတို့ကလေးတွေចောင်းသွားစရာအကြောင်းမရှိဘူးစေးကူးသားမဲ့နေရာမရှိဘူးအဲ့ဒါတွေလုံခြုံလို့ဒီမှာဒုက္ခခံပြီးကျမတို့လာအဲ့တော့ဟိုမှာလည်းမရဒီမှာလည်းမရဖြစ်နေတဲ့အတွက်ကြောင့်ဟုတ်ပြီဒါငါအခွင့်အရေးကိုယူနေစီကကာကွယ်ပေးရမယ်အစားချိုးဖောက်နေပြီဆိုတာကျမတို့သိလို့အဲ့ဒါကြောင့်မလို့ဒီနေ့ဒီနေရာမှာကျမတို့အားလုံးစုယုံပြီးတော့မှအားလုံးအတူတူဒုက္ခလာခံရခြင်းဖြစ်တယ်အားလုံးအတူတူအလုတ်ပြတ်ခံရခြင်းဖြစ်တယ်ခင်ဗျားတာအထက်အလုတ်ရှိရလို့မပြောနဲ့သူ့မှာလည်းအလုတ်ရှိတယ်သူ့မှာလည်းအလုတ်ရှိတယ်အကုန်လုံးမှာအလုတ်ရှိတယ်အကုန်လုံးမှာပြဿနာပေါင်း16000ရှိတယ်မိသားစုပြဿနာရှိတယ်ကျန်းမာရေးပြဿနာရှိတယ်စာဝတ်နေရေးပြဿနာရှိတယ်ဒုက္ခပေါင်းစုံပဲအဲ့တော့ကိုယ်ဒုက္ခမှာကြီးလာတယ်လို့မဟုတ်ဘူးလူတိုင်းမှာဒုက္ခရှိတယ်ဒါပေမဲ့ဒါအသိစိတ်နဲ့ဒီနေရာဒီအချိန်ဟာကျမတို့ပြောတင်ပြောထိုက်တဲ့အချိန်ကြီးရောက်ပြီကျမတို့ရဲ့အတန်က UNHCR Chief of Mission နားထဲမှာကြားဖို့အချိန်ရောက်ပြီဆိုတာလူတိုင်းကသိလို့အသိစိတ်ဓာတ်နဲ့လာပြီးတော့မှပြောကြတာဖြစ်တယ်အဲ့ဒါကြောင့်မလို့စိတ်ဓာတ်လည်းမချနဲ့ဒီထက်ပိုကောင်းတဲ့အေးအားနဲ့ပိုပြီးစနစ်ကျတဲ့ view ဟာနဲ့ UNHCR ဆက်ပြီးတော့မှတိုက်သွားဖို့ဖြစ်တယ်ပြီးတော့ကျမတို့ခေါင်းဆောင်တွေကိုယ်တိုင်လည်းအခါတလေပျောက်သွားတာတွေ့လိမ့်မယ်ဘာလို့လဲဆိုတော့ကျမတို့ Chief of Mission ဒီစာနာပေးပြီအဲဆိုတာမျိုးကျမတို့တော့ပြောတာမျိုးရှိတယ်နောက်တစ်ချက်ကကျမဒီနေရာမှာပြောချင်တယ်ဆိုတော့ကျမတို့ကဒီ Chief of Mission ကိုယ်တိုင်ဒီမကဘူးဒီလူထုရဲ့အတန်ကိုဒီ UNHCR ရဲ့ရုံးချုပ်ဖြစ်တဲ့ Geneva ရုံးချုပ်ကိုဘယ်လိုရောက်နိုင်မလဲဆိုတာကျမတို့ဆောင်းတာ discussion သွားလုပ်တာဖြစ်ပါတယ်။နီလန်းတွေအများကြီးရှိပါတယ်။အထက်မှာနီလန်းပေါင်းစုံတဲ့ဒီ Chief of Mission ကိုဒီ UNHCR India ကိုကျမတို့ကတိုက်ရမှာဖြစ်ပါတယ်။နီလန်းပေါင်းစုံလို့ပြောရတာ violence တစ်ခုမှမပါပါဘူး။ရိုက်နှက်တာဆဲဆိုတာတောင်းကျမ်းတာရိုက်ခွဲတာတစ်ခုမှမပါဘူး။ငြိမ်းချမ်းစွာနဲ့ကိုယ့်ခွင့်ရေးကိုတောင်းမှာဖြစ်ပါတယ်။ကျမတို့ CRC ကောင်းဆောင်ကလူကြီးတွေအားလုံးကလည်းဘယ်နီးလန်းနဲ့သွားမယ်ဘယ်နီးလန်းနဲ့သွားမယ်ဆိုတာ view ဟာ ABCD ကျမတို့မှာအကုန်ရှိပြီးသားဒီတောင်ဒီလူထုအတောင်ကိုဂျန်နီဗာကိုကျမတို့ဘယ်လိုပို့မယ်နော်ကျမတို့ဘယ်လူကြီးတွေကိုဘယ်လိုချင်းကပ်တင်တာလဲဘယ်သူတွေစကားပြောဖို့လို့တယ်လဲနော်ဘာတွေလုပ်ဖို့လို့တယ်လဲဆိုတော့ကျမတို့ခေါင်းထဲမှာ A ကနေနော်Z အထိအကုန်ရှိပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့နောက်မှာဒါခင်ဗျားတို့ဆက်လက်ပြီးတော့မှဒီနေ့လူအတိုင်းနော်အင်အားမပြတ်တဲ့နဲ့ Chief of Mission လာမလာငါခွင့်ယူငါပြတယ်ဆိုပြီးတော့အခုလိုမျိုး lunch break ပြီးတော့ပြန်လာတဲ့အင်အားအတိုင်းဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကျမတို့ပန်းတိုင်ကရောက်ကိုရောက်မှာမရောက်ဘူးဆိုတာလည်းလုံးဝမရှိဘူးကျမတို့ကလူထုပင်ပန်းအောင်လည်းနှိမ့်ဆက်မှာမဟုတ်လူထုပင်ပန်းတာကျမတို့လည်းပင်ပန်းတာပဲเนาะကျမလည်းဒီလူအများကြီးကိုကျမဘယ်လို control လုပ်မလဲဘယ်လိုမျိုးစီးလုံးညီညွတ်မှုအင်အားရှိအောင်လုပ်မလဲဘယ်လိုမျိုးနားလည်အောင်လုပ်မလဲကိုယ့်ခွင့်ရဘယ်လိုသိအောင်လုပ်မလဲကျမမှလည်းအများကြီးစူးစမ်းရတယ်အဲ့တော့ခင်ဗျားတို့လည်းအများကြီးစူးစမ်းရတယ်လွယ်လေးပဲအနာမခံမဲနဲ့အသာဆန်လို့မရဘူးဘယ်အရာမှလွယ်လေးနဲ့ရတယ်ဆိုတာမရှိဘူးကျမတို့တိုက်ရမှာလေနှစ်အစဉ်အဆက်ကျမတို့မြန်မာ refugee တို့သူတို့ကခေါင်းထိုးနေပြီအတွေးခေါ်တွေလည်းခေါင်းထိုးနေပြီနော်အမျိုးတွေးခွဲတဲ့သူတွေလည်းအများကြီးပဲအဲ့ဒါတွေကိုကျမတို့ကဂရုစိုက်နေမယ်ဆိုလို့ရှိရင်အိမ်ပြန်ပြီးအိတ်ရုံပဲဘာမှလည်းမလုပ်နဲ့အိမ်ပြန်ပြီးတော့CRC လည်းဘာမှတော့မပြောနဲ့ UNHCR လည်းတော့မပြောနဲ့သူ2000ရယူလိုက်တရားဆိုင်အိတ်ရယူလိုက်ဒါပဲရှိတယ်ဒါကိုမကြိုက်လို့ကျမတို့ဒီနေရာမှာလာတိုက်တာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဘသူကို force လုပ်တယ်ဆိုရင်တွေးခွဲစကားတွေလုံးဝမပြောပါနဲ့ကျမအဲ့လိုမျိုးစကားတွေထပ်ပြီးလည်းမကြားချင်ဘူးထပ်ပြီးလည်းမဖြေရှင်းချင်ဘူးမဟုတ်ကဟကတွေပြောရင်တော့ CRC အနေနဲ့ action ကိုတရားယူမှာဖြစ်ပါတယ် zero tolerance ဖြစ်ပါတယ်ကျမအားလုံးကိုပြောတာကျမ community အသီးသီးလူရှိပါလိမ့်မယ်မဟုတ်ကကိုရိုင်းတော့မှကိုလူထုတော့ဘာမှမလုပ်ပေးနိုင်မယ်တွေးခွဲစကားတွေလုံးဝမပြောပါနဲ့မဟုတ်ကဟကနဲ့ကျမတို့ဒီလိုတွေးခွဲစကားတွေပြောလို့က16နဲ့20နှစ်နေခဲ့ပြီ4နှစ်တိကျမတို့နေခဲ့ပြီတွေးခွဲစကားတွေကိုယုံကြည်လို့မဟုတ်ကဟက like စီယုံနဲ့ community ကလူတချို့ယုံကြည်လို့ကျမတို့ကိုယ်တိုင်နဲ့ကျမကိုယ်တိုင်နဲ့ asylum seeker ကနေဒီမှာ4နှစ်ရှိနေပြီ
ခင်ဗျားတို့အဲ့ဒါနိုးထားဖို့အချိန်ရောက်ပြီဆိုတာပြောတာမျက်လုံးတွေကြဲကြဲဖွင့်ထားနော်စာရီများများဖတ်ဒီထက်ပိုပြီးအသိဉာဏ်ကျွယ်ဝအောင်လို့ကိုယ့်ခွင့်ရကိုကိုလာတိုက်တာကြောက်စရာလည်းမလိုလန့်စရာလည်းမလိုကျမတို့ကပေါ်ပြီးတော့မှပါဖြစ်ရမှာလေကိုခုံယူရမှာငါခွင့်ရကိုငါတီးလို့ငါလာတိုက်တာဟိုမှာခွင့်ရမတီးလို့ကျမတို့ခွင့်ရကိုချိုးဖောက်နေတယ်အဲခွင့်ခန်းထဲမှာထိုင်ပြီးတော့ကျမတို့အတန်တွေကိုနားမချချင်ဟန်ဆောင်နေတယ်ကျမတို့ရဲ့ဒုက္ခတွေပတ်စံတွေကိုစားနေတဲ့လူတွေကျမတို့ဒုက္ခတဲ့အတွက်ကဘာကလူထားတဲ့ပတ်စံတွေကိုစားပြီးတော့ကျမတို့ရဲ့အခွင့်အရေးတွေကိုချိုးဖောက်နေတဲ့သူတွေဒီလူတွေကိုသိအောင်ကျမတို့လာပြောနေတာဖြစ်တယ်ကျမတို့ရဲ့ဒုက္ခတဲ့ပတ်စံတွေကိုစားနေတဲ့သူတွေဖြစ်တယ်ကျမတို့ဒုက္ခတွေကိုစားတဲ့ပေးနေနဲ့နော်စားတဲ့ပေးနေနဲ့ကျမတို့လုံးဝခရုမဆိုင်လို့ကျမတို့ကကိုယ့်ခွင့်ရကိုတီးလို့ဒီနေ့မှကျမတို့ကလာပြီးမှစုယုံတာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့အားလုံးတရားမှာတရားဆရာစီကလူထုနဲ့ဝန်းရံမှာကျမတို့ရဲ့ statement တွေကိုကောင်းမွန်စွာလေးစားလိုက်နာပေးပါကျမတို့ရဲ့ statement တွေကဆရာစီကထုတ်တယ်ဆိုရင်လိုအပ်လို့ထုတ်တာဖြစ်တယ်တရားမှာတရားလိုက်နာပေးပါအားလုံးကျမတို့လုပ်နေတဲ့ဟာအားလုံးကချင်းဒုက္ခတွေမြန်မာနိုင်ငံသားဒုက္ခတွေ12000အတွက်ဖြစ်ပါတယ်ကျမတို့လိုအပ်တဲ့ plan A B C D တွေဆိုတာကျမတို့အကုန်သိပြီးသားအဲ့တော့ဘာမှမစိုးရိမ်နဲ့လာပြီးပဲဝင်းရံမှာခင်ဗျားတို့ဝင်းရံနေဆိုလို့ရှိရင်ကျမတို့ရဲ့တိုက်ပွဲကတရားမှာတရားအောင်မြင်တယ်ဆိုတာကျမအာမခံပြီးတော့ဒီနေ့ကျမတို့ဆက်လက်တိုက်ပွဲဝင်ကြမယ်အားလုံးပဲဘယ်သူမှမပြန်ပါနဲ့အားလုံးပဲအတူတူတိုက်ပွဲဝင်မယ်တိုက်ပွဲဝင်ဖို့အားရရှိသေးတယ်ဆိုလက်ခု